အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဗီဒီယိုလိုက်ရိုက်ပြီးရင်လုပ်ဖြစ်တဲ့ vlog လေးပဲဖြစ်ပါတယ်ဒီနေ့ကတော့ကဝါမျိုးနယ်မှာရှိတဲ့ကျိုင်းမက်ကော်ဖျားကိုတွားရောက်ရိုက်ကူးမှာပဲဖြစ်ပါတယ်တိမ်ုံသွားတဲ့လမ်းမှာဆိုရင်အေးချမ်းတာယာပြီးနေချင်းစရာကောင်းတဲ့ခြံတွေကိုလည်းတွေ့ခဲ့ရပါတယ်တိမ်မှာဆိုရင်လည်းဘလူးရုပ်တွေပက်ပတ်လေဝိုင်းလာတာကိုတွေ့မြင်ခဲ့ရပါတယ်အဲ့နာမှာရှိတဲ့ခြံလေးကိုလည်းဝင်ရောက်ကြည့်ရှုခဲ့ပါသေးတယ်အဆုံးထိကြည့်ပြီးရတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာအဆင်ပြေရင် like and follow လေးလည်းလုပ်ခဲ့ပေးကြပါဦး